အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. V Magician Mask ကိုလင်းနေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်အရန်သဘောကျတဲ့ကျွန်တော်ရဲ့ item Mr. V ရဲ့ဝတ်စုံလေးနဲ့ကျွန်တော်ဒီပြောက်ွက်ကလေးကိုတစ်ခါတည်း formula sharing လုပ်ပြီးမှဖြစ်ပါတယ်အားလုံးကြည့်ရအောင်ပါခင်ဗျာကျွန်တော်တို့ဒီပြောက်ွက်လေးရဲ့စီစဉ်မှုကတော့ဖဲချိုးလေးနှစ်ကွင်းလိုပါမယ်ဖဲချိုးလေးနှစ်ကွင်းကတော့ကျွန်တော်တို့ဒီတစ်ခုနဲ့တစ်ခုနဲ့တိတ်ပြီးတော့ကျွန်တော်တို့ super glue ကော်လေးနဲ့ဆက်လိုက်ရင်ရပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒုတ်ချောင်းလေးပိုက်ချောင်းလေးနောက်တစ်ခါကျွန်တော်တို့ဘောပင်ပေါ့နော်အဆင်ပြေတဲ့ဒုတ်ချောင်းလေးတစ်ချောင်းနဲ့ပြလို့ရပါတယ်ပထမဆုံးကျွန်တော်တို့အဲ့ဒီအစိမ်းရောင်ကွင်းလေးတွေကိုဝါရောင်ကွင်းလေးအရင်ထည့်လိုက်ပါအခုလိုလေးကျွန်တော်တို့ကင်ထားမယ်ပေါ့နော်ပြီးရင်ဒီအပေါက်ကလေးတွေကိုကျွန်တော်တို့ဒုတ်လေးထိုးလိုက်ပါမယ်အခုအပေါ်မှာဆိုရင်အဝါရောင်လေးရှိပါတယ်အောက်မှာကအစိမ်းရောင်လေးရှိပါတယ်1 2 3ဆိုတာနဲ့ကျွန်တော်တို့ color ဘယ်လို change လဲဆိုတာကြည့်အောင်ပါကဲကျွန်တော်တပတ်လိုက်ပါမယ်ဝေါအခုဆိုရင်အပေါ်မှာအစိမ်းရောင်လေးဖြစ်သွားပြီးတော့အောက်မှာအဝါရောင်လေးရောက်သွားပါတယ်အဲ့တော့ဒီ formula လေးကိုကျွန်တော်ပြန်ပြီးတော့အခု sharing လုပ်မှဖြစ်တဲ့အတွက်တခြားကြည့်အောင်ပါအစိမ်းလေးကိုကျွန်တော်တို့အောက်ကိုရောက်ချင်ရင်ဒီတကြိုးကိုကင်ပြီးတော့ဆွဲချလိုက်တာနဲ့တပြိုင်တည်းဒါသူ့ရဲ့ theory ရတခြားပေါက်ရောက်သွားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကကျွန်တော်တို့ငယ်ဘဝတုန်းကသေကွင်းလေးနဲ့လုပ်ဘူးပါတယ်ဒါပေမဲ့အခုလိုပြင်ဆင်လိုက်တဲ့အခါကျတော့ကိုသိသွားတဲ့ပြက်ွက်လေးရတောင်မှပြောင်းလဲသွားသေးအောင်ကျွန်တော်တို့ပြက်ွက်လေးကပို့ပြီးတော့ဒါကျွန်တော်တို့ modify လုပ်လိုက်တဲ့အတွက်ပုံမိုက်သွားတယ်ဖြစ်ပါတယ်ခင်ဗျာယေရှုအားပေးကြတဲ့ပေးသက်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Magician Mask ကိုနင်းနေပဲဖြစ်ပါတယ်ခင်ဗျာ